ဥရောပအဆင့်ပြိုင်ပွဲမှာဒိုင်လူကြီးတွေကလည်းအများအပြားပရီးမီးယားလိထက်ပိုပြီးတော့ကောင်းကြတယ်။သူတို့ကအင်္ဂလန်ကဒိုင်နီထက်ပိုပြီးတော့ကွင်းတွင်းမှာကစားသမားတွေနဲ့စကားပြောဆိုလုပ်ကြတယ်။အင်္ဂလန်မှာတော့ FA ကဒိုင်လူကြီးကိုလေးစားရမယ်လို့တောင်းဆိုထားတယ်။ဒါပေမဲ့ဒိုင်လူကြီးကကစားသမားတွေကိုကွင်းထဲမှာစကားလုံးဝမပြောကြဘူး။သူတို့ကကျွန်တော်တို့နဲ့ဘာဆက်သွယ်ပြောဆိုမှကိုမလုပ်တာ။တကယ်တော့သူတို့အနေနဲ့လည်းလေးစားမှုရှိဖို့လိုပါတယ်။ပရိသတ်တွေအတွက်ကိုရောပေါ့ဒိုင်လူကြီးတွေအနေနဲ့ပွဲပြီးမှကင်မရာတွေရှေ့ကိုထွက်လာပြီးတော့သူတို့ရဲ့ဆုံးဖြတ်ချက်ကိုရှင်းလင်းပြောပြတင်တယ်လို့ကျွန်တော်တို့ထင်တယ်။သူတို့အနေနဲ့သူတို့လုပ်ခဲ့တဲ့အမားတွေကိုထုတ်ပြီးတော့ဝန်ခံတင်တယ်။သူတို့မားတွေလုပ်တယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်ကိုယ်တိုင်တော့လူကျွန်းနေတဲ့အနေထားတွေကနေဂိုးတွေသွင်းမှုတာပဲကျွန်တော်ကိုလိုက်ကပ်နေတဲ့ကစားသမားတဲ့ရှေ့ကိုရောက်ပြီးတော့လူကျွန်းနေပြီးဂိုးသွင်းနိုင်ခဲ့တာပဲအဲ့ဒါကလေးစီချက်တိုင်းရဲ့ရှေ့မှာပဲဖြစ်သွားတာသူကအလံမထောင်ဘူးဒီလိုပဲ United အနေနဲ့လည်းမိုင်မောင်းများစွာလူကျွန်းနေတဲ့အခြေအနေတွေကနေဂိုးတွေပေးခဲ့ရဘူးတဲ့ဒိုင်လူကြီးကပွဲပြီးမှသတင်းစာရှင်းလင်းပွဲကိုတက်လာပြီးတော့ထုတ်ဖော်ဝန်ခံမှုတောင်းပန်မှုဘယ်လောက်များခက်နေလို့လေကျွန်တော်ကြည့်နေတဲ့မြင်ကွင်းထဲမှာတော့အဲ့ဒါကလူကျွန်းနေတဲ့ပုံစံမပေါ်ဘူးဗျာဒါပေမဲ့ကျွန်တော်မှားသွားခဲ့တယ်အမားအတွက်တောင်းပန်ပါတယ်ဒီလိုဆိုရင်တော့ကျွန်တော်တို့ကစားသမားတွေကဒါမျှတတာပဲအနည်းဆုံးတော့သူကမားပါတယ်လို့ထုတ်ပြီးတော့ဝန်ခံသွားသေးတာပဲလို့တွေးနိုင်သေးတယ်။ဝန်နေကြကောင်းတာကသူတို့အဲ့ဒီလိုလုံးဝမလုပ်ကြတာပဲ။ဒိုင်လူကြီးတွေကလည်းကစားသမားတွေလိုပဲအမားတွေကျူးလွန်ကြတာပဲ။သူတို့မှလည်းအမားများတဲ့ပွဲဆိုတာရှိတာပဲ။သူတို့အဲ့ဒီလိုတွေမားနေပြီဆိုရင်ကျွန်တော်တို့ကစားသမားတွေမြင်နေရတာပဲ။ကျွန်တော်တို့လူချခံရလို့လဲကျသွားတာကိုဟန်ဆောင်လဲချတွေဆိုပြီးတော့အဝါကက်ပြမယ်။ဘာမှမဟုတ်တာလောက်နေကြပင်နေတီတွေပြီးမယ်။ပရိသတ်တွေအနေနဲ့ကစားသမားတယောက်သူ့ကိုလူချခံလိုက်ရတယ်လို့ထားပြီးတော့တောင်းဆိုမိတာနဲ့စောတော့ကတက်မိတာနဲ့အဝါကက်အပြခံရတဲ့ခါမှာဘလောက်တောင်ဒေါသထွက်မလဲဆိုတာကိုနားလည်နိုင်ပါတယ်။ပိုပြီးစိတ်ကုန်စရာကောင်းတဲ့စီးမြင်ကတော့ယူကန်စီးမြင်ပါပဲကျွန်တော်ကိုဟန်ဆောင်လဲချတယ်ဆိုပြီးတော့အဝါကက်ပြလိုက်တယ်ပွဲပြီးလို့ဗီဒီယိုရီပလေးကနေပြန်ကြည့်လို့ကျွန်တော်ကဟန်ဆောင်လဲချတာမဟုတ်ဘူးလူချခံလိုက်ရတာလို့မြင်ရခဲ့ပေမဲ့လေကျွန်တော်ရဲ့အဝါကက်ကိုပြန်ပြီးတော့ပေးဖြတ်မပေးဘူးကျွန်တော်အနေနဲ့ဒိုင်လူကြီးတယောက်ရဲ့အလုပ်ဟာမလွယ်ဘူးဆိုတာကိုလည်းနားလည်ထားပါရီကျွန်တော်တယောက်တည်းမြင်ရဆိုရင်တော့ဗီဒီယိုကူညီယူပြီးတော့ဆုံးဖြတ်တာကိုနည်းနည်းလေးမှသဘောမကျစရာမရှိပါဘူးရက်ဘီမာတောင်အလုပ်ဖြစ်သေးတာဘာကြောင့်ဘောလုံးမှအလုံးမဖြစ်ရမှာလဲအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချရတော့မယ်ဆိုတဲ့အခါမှာဆိုကြပါစို့ပင်နီနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်တော့မယ်ဘောလုံးကဂိုးလုံးဘောဖြစ်မဖြစ်ဆုံးဖြတ်တော့မယ်ဂိုးစီကိုကြော်ပြီးတော့ဂိုးဝင်မဝင်ဆုံးဖြတ်တော့မယ်ဆိုရင်အခုလေကစားသမားတွေနှစ်ဖက်ဝိုင်းပြီးတော့ညင်းကြခုန်ကြလို့10မိနစ်2မိနစ်လောက်ကုန်သွားနေတာပဲဒါကိုဗီဒီယိုမတ်တန်နဲ့ပြန်ကြည့်လိုက်လို့ရှိရင်ပို့ပြီးတော့ကောင်းသွားမှာပေါ့ဗီဒီယိုမတ်တန်ကစက္ကန့်နည်းနည်းလောက်ပဲယူမှာလीဥရောပဒိုင်လူကြီးတွေကဒီပြိုင်ပွဲဟာသူတို့အတွက်မဟုတ်ဘူးဆိုတာကိုနားလည်ထားကြတယ်ပြီးတော့ကစားသမားတွေကိုပို့ပြီးတော့လည်းနားလည်ကြတယ်ကျွန်တော်အနေနဲ့တော့သူတို့ဟာအကောင်းဆုံးဒိုင်လူကြီးတွေဖြစ်တယ်လို့မှတ်ယူထားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဥရောပပွဲတွေကစားကြတဲ့ခါမှာသူတို့နဲ့ထိထိတွေ့ရတာမျိုးတွေသူတို့နဲ့ညှင်းခုန်နေရတာမျိုးတွေများများမရှိတော့ပွဲသာပြီးသွားတယ်သူတို့တော့သတိမထားမိလိုက်တော့ဘူးချန်ပီယံလိဆီမီဖိုင်နယ်မှာ AC မီလန်နဲ့ကစားရဖို့အရေးရှေ့စီနေမှာကျွန်တော်တို့တကယ်ပွဲတွေကိုကစားခဲ့ရသေးတယ်ရိုမာကိုကွာတာဖိုင်နယ်မှာနှစ်ကြော့ပေါင်း8ဂိုး3ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲလို့ပေါ့ကျွန်တော်တို့ပထမကြော့ကအဝေးကွင်းမှာ2-1နဲ့ရှုံးခဲ့ကြတယ်အဲဒီမှာအီတလီသားယူတွေကစပြီးတော့သူတို့ဒီအဆင့်ကိုအနိုင်ရသွားပြီလို့တွေးတော့တာပဲသူတို့ကသတင်းစာတွေအင်တာဗျူးတွေမှာတော့ဖြေလိုက်ကြသေးတယ်။ Old Trafford မှာ United ကိုလာပြီးတော့အနိုင်ထက်ကစားအောင်မယ်ပါညာပေါ့မင်းတို့ Old Trafford အကြောင်းကိုမသိသေးပါဘူးကွာတကယ်လေးကစားရင်းညကြရောကျွန်တော်တို့ Old Trafford မှာတက်ကြွနေကြတယ်ယုံကြည်မှုတွေလည်းမြင်ပါလို့ Michael Carrick က17မိနစ်မှာတကူစသွင်းနေအဲ့နောက်မှာ Lance Smith ကမိနစ်နည်းနည်းလောက်အကြာမှာဒုတိယကိုအဲ့နောက်ကျွန်တော်ကချက်ချင်းဆိုသလိုပဲတတိယကိုရိုနယ်ဒိုက44မိနစ်မှာတကူတကယ်ကိုကန်ချက်ပြပွဲကြီးပဲရိုမာတွေအခွန်ကျွတ်ထွက်သွားအောင်ရှော့ဖြစ်နေကြတယ်အခုတော့ဖြစ်ရင်မြောက်ကားမလုံးကြတော့ပါလားကစားရင်ပြူရင်းနဲ့ပထမပိုင်းမပြီးခင်လေးမှာကျွန်တော်ဂိုးရီအတွက်ပြတဲ့ဘုတ်ကိုကြည့်လိုက်မိတယ်ကျွန်တော်တို့ဘလောက်တောင်သွင်းထားတယ်ဆိုတာကိုအဲ့တော့မှသိရတော့တာပဲမိနစ်90ပြီးတော့ကျွန်တော်တို့9ဂိုး2ဂိုးနဲ့နိုင်သွားတယ်မီလန်နဲ့စီမီမှာတွေ့ရမယ့်အချိန်မှာကျွန်တော်မီလန်တို့ကိုလည်းကြော်ဖြတ်နိုင်ဦးမယ်လို့ယုံကြည်နေတယ်အကြောင်းကတော့အသင်းတော်တော်များများကကျွန်တော်တို့ရဲ့မြန်နှုန်းကိုလိုက်နိုင်မှုအတော့ကိုယုံကန်နေကြရတာလीပြီးတော့ကျွန်တော်ချန်ပီယံလိကစားတယ်ဆိုတာဗျူဟာမြောက်ကစားရတယ်ဆိုတာကိုလည်းနားလည်လာခဲ့ပြီဒီပိုင်းမှာအမြဲတမ်းလို့တပွဲချင်းစီအတွက်ဗျူဟာတွေရှိတတ်တယ်သူရဲ့ကစားပွဲစီမံချက်တွေကအမြဲလို့ပါနေတဲ့တခုကတော့အဝေးကိုရအောင်ယူပြီးတော့အင်ကွင်းမှာဂိုးမပေးရဘူးပဲသူကမီလန်နဲ့ပွဲမှာလည်းဒီတိုင်းပဲလုပ်ရမယ်လို့ကျွန်တော်တို့ကိုပြောတယ်ချန်ပီယံလိကစားရတာကပရီးမီးယားလိနဲ့မတူပါဘူးပရီးမီးယားလိကဒိုင်ရိုက်ဒေတိုဆန်နေအနိုင်ရဖို့အထိကစားတာချန်ပီယံလိကအဲ့လိုမဟုတ်ဘူးအဝေးကွင်းမှာ1-1ပဲတည်ကြကြ2-1နဲ့ပဲရှုံအဆင်ပြေသေးတယ်ကျွန်တော်တို့ဝေးကိုရထားတာကိုအဓိကချက်ကတော့ပွဲကစားမဲ့အစီမံတိုင်းကစားနေဖို့ပဲဟိုထွက်ဖို့မှာပထမအကြောက်ကစားကြတော့ကျွန်တော်တို့ပွဲစီမံချက်ကြီးကလည်းပြင်းပေါက်ကနေပြန်ထွက်သွားတော့တာပဲကျွန်တော်တို့ရိုနီရဲ့သွင်းကိုနဲ့ဦးဆောင်ကိုတော့ရခဲ့ပါရဲ့မီလန်ရဲ့ဘရာဇီးသားတိုက်စစ်ကစားသမားကာကာကကျွန်တော်တို့ကို2ဂိုးပြန်သွင်းသွားတယ်ပထမပိုင်းပြီးတော့ကျွန်တော်တို့ဝေလကန်စီကိုပြန်လျှောက်လာရင်းနဲ့ကျွန်တော်တို့တော့ဒုက္ခရောက်ပြီဆိုတဲ့အကြောင်းကိုသိလာခဲ့တယ်မီလန်နေအဝေးကို2ဂိုးတောင်ရသွားပြီဒီနောက်ပိုင်းပွဲစဉ်ကတော့တောင်တက်ခီးလိုပဲခက်ခဲတော့မှာပဲဒီပြရာဒီလောက်စိတ်ဆိုးစိတ်ပြက်နေတဲ့ပုံမပေါ်ဘူးခကြီးကအဝေးကြံသေးတဲ့ကောင်လေးတွေဆက်ပြီးတော့စူးစမ်းကြလို့ပဲသူကပြောတယ်AC မီလန်ကိုအသင်းနဲ့ရင်ဆိုင်ပြီးတော့ချန်ပီယံလိကစားရတာအံပွဲပဲအကြောင်းကတော့ကျွန်တော်ကသူတို့ကစားတာကိုကြည့်ပြီးတော့ကြီးပြင်းလာခဲ့တာကိုကျွန်တော်အီတလီပွဲတွေကို
ကို channel လေးမှာကလေးဘွားကလေးကစောင်းကြည့်ခဲ့တာသူတို့ကစားတာကိုလည်းသဘောကျတယ်တရင်ကိုညနေတိုင်းမနေ့ကမှဘောလုံးထွက်ကန်ပြီးတိုင်းမှာကျွန်တော် TV ရှေ့မှာထိုင်ပြီးတော့အလန်ဘော့စင်ပါဖီစီယိုရာဘာနယ်လီအကာဒေးဗစ်နဲ့ဇင်နေဒိန်းစီဒန်တို့လိုကစားသမားတွေကစားကြတာကိုကြည့်လို့ရှိတယ်တကယ့်ကိုကောင်းတာပဲအခုတော့ကျွန်တော်ကဘောလိုမာတီနီနဲ့အလက်ဇန်ဒိုနက်စတာတို့လိုအီတလီကန်နဝင်ခန်းစစ်ကစားသမားတွေနဲ့ရင်ဆိုင်ပြီးတော့ကစားနေရပြီကျွန်တော်လုံးဝတုံ့လုံးနေတယ်ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာကျွန်တော်တို့တိုက်စစ်ပြီးရင်တိုက်စစ်ကစားခဲ့ကြတယ်59မိနစ်မှာတော့ကျွန်တော်ဂိုးသွင်းလိုက်နိုင်နေတိတ်တော်မကြလိုက်ပါဘူးတောင်းကန်မိုးကန်ကြဖို့တိုးဝင်နေတဲ့အချိန်မှာကျွန်တော်နက်စတာနဲ့မာတီနီတို့ရဲ့အသက်ပြင်းပြင်းရှူတန်ကြီးတွေမောနေတဲ့အတန်တွေကိုကြားလိုက်ရတယ်သူတို့တွေဒီပွဲကိုမြင်မြန်ဆုံးသက်ချင်နေပြီဆိုတာပြောလို့ရတယ်ကျွန်တော်ရဲ့ကြံ့ခိုင်မှုနဲ့လင်မြန်မှုကသူတို့ကိုတတ်တယ်လို့ဖြစ်နေပြီသူတို့တွေစပြီးတော့ဟိုက်လာနေပြီကျွန်တော်တို့ဒီချိန်မှာအနိုင်ကိုရလိုက်တယ်နာကျင်ချိန်ပေါ်မှာတော့ခွင့်ရရောက်လာတယ်ဂေစီကကျွန်တော်စီကိုဘောလုံးလန်ခင်းပေးလိုက်တယ်ချန်ပီယံလိမှာရတောင်းရခဲ့ခွင့်ရပေါ့အဲ့ဒီခွင့်ရကိုမိဖမ်းနိုင်အောင်ကျွန်တော်အားထုတ်ခဲ့တယ်ဖြတ်ချပေးလိုက်တဲ့ဘောလုံးကိုစောစောစီးစီးပဲကန်ထည့်လိုက်တယ်ဂိုင်း20လောက်လုံနေသေးပေမဲ့ဂိုးသမားအစင်သင်းမဖြစ်သေးတဲ့အချိန်ကိုအငိုက်ဖမ်းလိုက်တယ်အဲ့ဒီဘောလုံးကဂိုးပိုက်ထဲကိုမိတ်ဆက်သွားတော့တယ်3-2ဒါဟာတကယ်ကိုကက်နိုင်တဲ့နိုင်ပွဲပါဒါပေမဲ့အဝေးလန်ကနေကိုပြန်ရောက်တော့ကျွန်တော်မှယုံကြည်ချက်တွေရှိလာခဲ့တယ်ကျွန်တော်တို့သူတို့ကိုဖြုတ်ချလို့ရနိုင်နေပေါ့သူတို့ရဲ့ကွင်းမှာအဝေးကိုတကူစောစောစီးစီးရခဲ့မယ်ဆိုရင်ကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်သွားနိုင်သေးတယ်အဲ့ဒီတကူကကျွန်တော်တို့နောက်တစ်ဆင့်တက်ဖို့လုံလောက်နိုင်သေးတယ်ဘယ်လောက်ထိရိုးရတဲ့ကျွန်တော်လေမီလန်တို့ကစောစောစီးစီးကိုသွင်းပြီးတော့နှစ်ကြော်ပေါင်းရလက်မှာတရီကျသွားအောင်လှုပ်လိုက်နိုင်နေအဲ့နောက်မှာတော့သူတို့ကကျွန်တော်တို့ကိုစိတ်တိုင်းကြကစားသွားတော့တာပဲကကဟာဘလို့မှရှင်ကစားလို့မဖြစ်နိုင်တဲ့ကစားသမားပဲဓာတ်ကွင်းလင်းကစားသမားဂလေရန်စီတော့ဟာလေတကယ်ကိုကောင်းတဲ့ကစားသမားသူပြီးရဲ့တကယ်တက်ကွင်းတက်ကွက်ပေးပို့မှုတွေချက်ထုတ်မှုတွေနဲ့ကွင်းတွေကိုထိန်းချုပ်ထားတယ်သူတို့မှာချန်ပီယံဖြစ်နိုင်တဲ့ဝိုင်းကစားသမားတွေအများကြီးရှိတယ်ဂက်တူဆိုကလည်းခန်းစစ်ပိုင်းကိုအကောင်းဆုံးကစားနေတယ်သူကရိုနယ်ဒိုကိုထိန်းချုပ်ထားတယ်ရိုနယ်ဒိုမှာတောင်မန်နီစီလဲပြေးထွက်လို့မရတော့ဘူးဂက်တူဆိုကသူ့ကိုတပွဲလုံးလှုပ်လို့မရအောင်ထိန်းချုပ်ထားတယ်ကျွန်တော်တို့သူတို့ကိုဘလို့မှကိုဖြိုခွဲလို့မရဘူးပွဲပြီးတော့3စီနှစ်ကြော်ပေါင်းရလက်5-3မီလန်ဟာကျွန်တော်တို့နဲ့အစင်တန်းချင်းအတော်ကွာနေသေးတယ်